ဒီနေ့ခေတ်မှာဆိုရင် drone တွေကနေရာတိုင်းမှာရှိနေကြပြီနော်ဟိုးလလပပရှုခင်းတွေကိုထပ်ပုံရိုက်တာကနေစပြီး online ကမှာလိုက်တဲ့ပစ္စည်းတွေကိုအင်ရှက်ရောက်ပို့ပေးတာအထိအတိုးဝင်နေတာတွေ့ရမှာပါဒါပေမဲ့လေနီးပညာကတကယ်တမ်းဘယ်ကနေဘယ်လိုစခဲ့တာလဲဆိုတာစဉ်းစားဖို့ကြတာသူ့ရဲ့အစကစစ်မြေပြင်ကနေလာတဲ့ဆိုရင်နည်းနည်းတော့အံ့ဩသွားနိုင်ပါတယ်ဟုတ်ပါတယ် drone ရဲ့ဇလန်ကစစ်မြေပြင်မှာစခဲ့တာပါတော်တော်လေးကိုအစောကြီး1919ခုနှစ်လောက်ကတည်းကသူ့ရဲ့အရေးအယောင်တွေကိုစပြီးတွေ့နေရပါပြီအစပိုင်း1990ခုနှစ်တုန်းကတော့လူမပါပဲပြန်တဲ့လေယာဉ်တွေကိုတိုက်လေယာဉ်တဲ့အတွက်ပြစ်မှတ်အဖြစ်ပဲအသုံးချခဲ့ကြတာပါဒါပေမဲ့စစ်အေးတိုက်ပွဲကာလကိုရောက်လာတဲ့အခါမှာတော့သူတို့ရဲ့အခန်းကဏ္ဍကလုံးဝပြောင်းလဲသွားပြီးရန်သူနယ်မြေကိုထောက်လန့်နိုင်တဲ့အဆင့်မြင့်ကိရိယာတွေဖြစ်တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာခဲ့တော့တာပါပဲဒီညမှာတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတစ်ခုပြောပြအချင်းပါတယ် drone ဆိုတဲ့နာမည်ဘယ်လိုဖြစ်လာတာလဲဒီလားအဲ့ဒါပါ1935ခုနှစ်က DH-82B ဆိုတဲ့လေယာဉ်နာမည်ကိုဆွဲပြပေးခဲ့တာပါ Queen Bee ဆိုတော့မိဖုရားပြပေါ့အဲ့ဒီတော့လေမိုးမပါတဲ့လေတစ်တီကိုပြားထီးလို့ယဉ်ညောင်းဒီ drone လို့ခေါ်ခဲ့ကြတာဖြစ်ပါတယ်စစ်အေးတိုက်ပွဲကာလမှာတော့ drone တွေဟာနီးပညာရပို့ပြီးတော့အစမြင့်လာတယ်လို့ရေးပါလာခဲ့ပါတယ်ရန်သူနေမြေတွေကိုလူကိုယ်တိုင်သွားစရာမလိုပဲအန်ဒီရဲ့ကင်းကင်းနဲ့ဝင်ရောက်ပြီးလျှို့ပဲအချက်လက်တွေစူဆောင်းပေးနိုင်တဲ့အဓိကကျတဲ့ကိရိယာတွေဖြစ်လာခဲ့တာပါဒါမဲ့တကူတော့ရှိတယ်နော်အဲ့ဒီခေတ်က drone တွေကအခုကျွန်တော်တို့မြင်နေရတဲ့ drone တွေနဲ့တော့လုံးဝကိုမတူပါဘူးအရွယ်စားကအကြီးကြီးတွေစစ်ဘက်သုံးအတွက်ပဲတီးသန့်ထုတ်ထားပြီးထိန်းချုပ်ရတာလေတော်တော်လေးကိုရှုပ်ထွေးပါတယ်အခုခေတ်ဖုန်းလေးတစ်လုံးနဲ့လွယ်လွယ်ကူကူထိန်းချုပ်နေတာနဲ့တော့ကွာချော့ချက်ကတော်တော်ကြီးပါတယ်ကဲဒါဆိုရင်အဲ့လိုကြီးမားပြီးရှုပ်ထွေးရဲ့စစ်သုံးကြီးရာကြီးကနေလူတိုင်းသုံးနိုင်တဲ့ပစ္စည်းတစ်ခုအဖြစ်ဘယ်လိုများပြောင်းလဲသွားခဲ့တာလဲအဲ့ဒါကတော့နီးပညာတော်လန်ရေးရဲ့ဂျေစုကြောင့်ပါပဲ2000မိနစ်တွေနောက်ပိုင်းမှာပေါ့နော်အဓိကကျတဲ့နီးပညာတွေအများကြီးတိုးတက်လာခဲ့တယ်ဥပမာ GPS နစ်တွေကပိုသေးပြီးပိုတိကျလာတယ်ဘက်ထရီနီးပညာတွေတိုးတက်လာတော့ဖြန်တန်းခြင်းကပိုကျလာတယ်ပြီးတော့အရေးကြီးဆုံးက drone တွေကိုတီတီငင်းငင်းဖြန်တန်းနိုင်အောင်လောက်ပေးတဲ့ sensor အသေးစားလေးတွေပေါ်လာတာပါပဲဒီလိုနီးပညာတွေအားလုံးပေါင်းဆက်ပြီးတော့အကြီးမားဆုံးအလဲအပြောင်းတစ်ခုဖြစ်သွားခဲ့တဲ့အဓိကနှစ်ကတော့2010ခုနှစ်ပဲဖြစ်ပါတယ်အဲ့ဒီနှစ်မှာ Parrot AI drone ဆိုတဲ့ model တစ်ခုထားလာခဲ့တယ်အဲ့ဒါကတကယ်ကို game changer ပါပဲဘာလို့လဲဆိုတော့ smartphone တစ်လုံးနဲ့ထင်းချော်လုံးရလို့ပါဒီ drone ကပဲတကဘာလုံးမှာ drone အသုံးပြုမှုကိုအရှယ်ဟုံးနဲ့မြင့်တက်သွားစေတယ်မီးပွားတစ်ခုဖြစ်ခဲ့တာပါကဲအခုဆိုရင် drone ရဲ့အနာဂတ်ကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင်ဒီနည်းပညာတွေကဘယ်ထိများတိုးတက်နေပြီလဲဒီနေ့ခေတ်မှာဆိုရင် drone တွေကနောက်တစ်ဆင့်ကိုတက်လာနေပါပြီအဲ့ဒါကတော့ artificial intelligence လို့ခေါ်တဲ့ AI နည်းပညာနဲ့ပေါင်းစပ်လိုက်တာပါပဲဆိုလိုတာကသူတို့ဟာလူရဲ့ထိန်းချုပ်ကိုမလိုတော့ပဲအတားအဆီးတွေကိုသူ့ဘာသာသူရှောင်ပြီးသတ်မှတ်ထားတဲ့နေရာကိုအလိုလျောက်ပြန်တတ်နိုင်တဲ့အထိတိုးတက်လာနေတာပါဒီလိုအစစ်မြင့်နည်းပညာတွေကြောင့်ကျွန်တော်တို့ကဘာကြီးဟာပုံစံမျိုးမျိုးနဲ့ပြောင်းလဲလာနေပါတယ်ဥပမာအေးဘောအခြေအနေမှာစေဝါတွေကိုအချိန်မီပို့ပေးတာမျိုးစိုက်ခင်းအကြီးတွေကိုစောင့်ကြည့်ပြီးစီမံခန့်ခွဲတာမျိုးနဲ့ရုပ်ရှင်ရိုက်ခွင်းတွေမှာအမခန့်မင်ခွင်းတွေဖန်တီးတာအထိကဏ္ဍပေါင်းစုံမှာအရန်ကိုအသုံးဝင်နေပါပြီအဆုံးတိုင်အနေနဲ့စဉ်းစားစရာလေးတခုခြံထားခဲ့ချင်ပါတယ်အနာဂတ်မှာ drone တွေကလူတွေရဲ့နေ့စဉ်ဘဝတွေကိုနောက်ထပ်ဘယ်လိုပုံစံအသစ်တွေနဲ့ဆက်ပြီးပြောင်းလဲပေးလောင်းနိုင်အောင်မလဲဆိုတာပါပဲ